ဒီနေ့တန်ကြံတော့အိမ်မပြန်တော့ဘူးတငယ်ချင်းတွေနဲ့ပဲပြောတော့မယ်လို့တွေးနေတဲ့သူတွေရှိလားခဏလေးနေပါအောင်ဒီဇလန်လေးကအရင်ဆုံးစောင့်မအောင်ကြည့်ကြည့်လိုက်ပါနော်နေအောင်ကြီးကပြင်းပြင်းလာပြီးပေတော်ဖူးလေးတွေရွှေရောင်တန်းမှုပြင်းစင်နေတဲ့တကူလိုက်ရဲ့အိုက်ဆက်ဆက်နှိလေခင်းတကူပေါ့ရန်ကုန်မြို့ကြီးရဲ့ရင်ကျော်ပိတ်ဆို့မှုတွေလူတွေရဲ့အလုံများလာတဲ့အလှရှားမှုတွေကြားမှာတင်ကြံဆိုတဲ့ပွဲတော်ကြီးကတထီးကြီးနီးကပ်လိုလာနေပါပြီရုံခန်းကျဲကြီးတခုတည်းမှာတော့ကွန်ပျူတာစကရင်ကိုစိုက်ကြည့်ရင်အလုပ်တွေရှုပ်မြူတဲ့နူငယ်လေးတစ်ယောက်ရှိပါတယ်သူ့နာမည်ကကျော်ဖြိုးဝေပါကျော်ဖြိုးဝေဆိုတာနေကနေမြို့ကိုတက်လာပြီးချိုးချိုးဆားဆားအလုပ်လုပ်နေတဲ့နူငယ်တစ်ယောက်ပါရုံးမှလည်းအလုပ်စ조사သူမို့ယာဒူးတက်လာတာနဲ့အမျှသူ့ရဲ့အချိန်တွေကအလုပ်တွေထဲမှာပဲနစ်မြုပ်နေခဲ့တာကြာပါပြီရုံးပိတ်ရက်ရှည်ရှည်လေးတွေဆိုရင်တောင်အိမ်ကိုမပြန်ဖြစ်တာနှစ်နဲ့ချီနေခဲ့ပါပြီဒီနေ့တင်ကြံပိတ်ရက်ရှည်ကြီးရောက်လာတော့လေကျော်ဖြိုးဝေတစ်ယောက်အိမ်ပြန်ဖို့ထက်တငယ်ချင်းတွေနဲ့ပျော်ပါဖို့ကိုပဲခေါင်းထဲမှာရောက်နေခဲ့ပါတယ်ရုံးကတငယ်ချင်းတွေနဲ့စုပြီးငွေဆောင်ကားကြီးကိုတွားကြမလားဒါမှမဟုတ်ရန်ကုန်မှာပဲမနက်ထိုင်ပြီးရေကစားကြမလားဆိုတာကိုနေတိုင်းလိုလိုတက်တက်ကြွကြွတိုင်ပင်နေခဲ့ကြတာပါကျော်ဖြိုးဝေရဲ့စိတ်ထဲမှာတော့တနေ့ပလုံပင်မန်းထားသမျှဒီတင်ချန်ရက်လေးမှာအပူပင်ကင်းကင်းနဲ့လွတ်လွတ်လပ်လပ်ပျော်ပစ်လိုက်မယ်လို့ပဲတွေးထားခဲ့ပါ යි အလို့စပရဲပေါ်မှာပြန်ကျဲနေတဲ့စာရွက်စာတမ်းတွေကိုရှင်းလင်းရင်းကျော်ဖြိုးဝေတရောင်ပြုံးနေမိပါ යි ကမ်းခြေမှာတငယ်ချင်းတွေနဲ့အတူပင်လယ်လေးညင်းညင်းလေးကိုရှူရှိုက်ရင်းအသားခင်စားကြမယ်တချင်းတွေဆိုကြမယ်ဆိုတဲ့အတွေးတွေကသူ့ကိုအယမ်းကိုစိတ်လှူရှားစေခဲ့ပါတယ်အဝတ်စားအသစ်တွေဘာတွေဝယ်ရမလဲဘလို့ကင်မရာမျိုးငှားသွားရမလဲဆိုလာတွေကိုပါကြိုပြီးစဉ်းစားနေခဲ့တာပါသူ့ရဲ့ဖုန်းလေးကတတီတီမီလာတိုင်းလဲတငယ်ချင်းတွေစီကတင်ချန်အစီအစဉ်အပြောင်းလဲများလားဆိုပြီးမျောလင့်တကြီးကင်ကြည့်တတ်ပါတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာသူ့ကိုအဝေးကြီးကနေမျောလင့်တကြီးစောင့်စားနေမယ်အိုမင်းနေပြီချက်တဲ့မိဘနှစ်ပါးကိုတော့သူလုံးဝသတိမရခဲ့ပါဘူးမျိုးပြရဲ့မီးအောင်ဆောင်တွေနဲ့စူညံနေတဲ့တချင်းတန်တီအောက်မှာသူ့ရဲ့ဇာတိရွာလေးနဲ့သူ့ကိုချစ်တဲ့အဖေနဲ့အမေကတဖြည်းဖြည်းမိမ့်မိန်ပျောက်ကွယ်နေခဲ့ပါတယ်တငယ်ချင်းတွေနဲ့ group chat ထဲမှာတင်ချင်အစီအစဉ်တွေကိုအပြန်အလှန်ပို့ရင်ရဲမိုးနေတဲ့ကျော်ဖြိုးဝေတရားသူ့ဘဝရဲ့အရေးကြီးဆုံးအရာတစ်ခုကိုမေးလျော့နေခဲ့တဲ့ဆိုတာကိုသူကိုယ်တိုင်တောင်သတိမထားမိခဲ့ပါဘူးဒီလိုနဲ့တင်ချင်အကျိုးရက်လေးကတဖြည်းဖြည်းနီးကပ်လာခဲ့ပြီးကျော်ဖြိုးဝေရဲ့ကမ်းခြေသွားမယ့်အစီအစဉ်တွေကလည်းအားလုံးအဆင်သင့်ဖြစ်နေခဲ့ပါပြီသူဟာဒီနေ့တင်ချင်ကိုသူ့ဘဝမှာအပျော်ဆုံးတင်ချင်ဖြစ်ရမယ်လို့ယုံကြည်ထားခဲ့ပါတယ်ဒါပေမဲ့သူမထင်မှတ်ထားတဲ့အပြောင်းလဲတစ်ခုကသူ့ကိုစောင့်ကြည့်နေမယ်ဆိုတာကိုတော့ကျော်ဖြိုးဝေလုံးဝသိမနေခဲ့ပါဘူးရန်ကုန်မြို့ကြီးရဲ့စူညံပွက်လောရိုင်မှုတွေနဲ့စန့်ကျင်ဘတ်ဖြစ်တဲ့အညာကြီးလက်လျော်လေးတီရွာမှာတော့အချိန်တွေကတထီးထင်းနဲ့အေးအေးလူလူကုံဆုံးနေပါတယ်။တကူးလာရဲ့ပူပြင်းနဲ့ညီအောင်ကြီးအောက်မှာဦးအောငတ်လေးတွေရဲ့အော်တန်ကရွာလေးရဲ့တိတ်ဆိတ်မှုကိုဖြိုခွဲနေတတ်ပါတယ်။ခြံဝင်းကျဲကြီးကခုတည်းကတရက်ပင်ရိပ်အောက်မှာကွတ်ပစ်ကလေးတစ်ခုရှိပါတယ်။အဲ့ဒီကွတ်ပစ်လေးပေါ်မှာတော့စပင်းဖြူဖြူအေးတွန့်တွန့်နဲ့အသက်အရွယ်ရနေပြီဖြစ်တဲ့ဦးမြတ်ကျော်နဲ့ဒေါ်အေးတန်းတို့ဇနီးမောင်နှံနှစ်ယောက်ထိုင်နေကြပါတယ်။ဒေါ်အေးတန်းကရှိမှဘန်းတစ်ချက်ချလို့သင်္ကြန်တွင်းမှာလှုပ်ရှားမှုမုံလုံးရီပေါ်အတွက်ထမ်းလျက်ခဲလေးတွေကိုတေးသေးလေးတွေထိအောင်ထိုင်ခွဲနေပါတယ်။သူ့မျက်နှာပေါ်ကအရေးအကြောင်းတွေကြားမှာကြည်နူးမှုတွေကအထင်းသားပေါ်လွင်နေပါတယ်။ဘာဖြစ်လို့လဲဆိုတော့သင်္ကြန်ရောက်ပြီဆိုတာနဲ့သူ့ရဲ့တူရီသောသားလေးကျော်ဖြိုးပြီးရွာကိုပြင်လာတော့မယ်လို့သူကအခိုင်အမာယုံကြည်ထားလို့ပါပဲ။သားလေးကြိုက်တတ်တဲ့မုံလုံးရီပေါ်လေးကိုကိုယ်တိုင်ကိုယ်ရလှုပ်ကြွေးခြင်းနဲ့မိခင်မြတ်တာကသူ့ရဲ့လက်ချောင်းလေးတွေကိုတက်တက်ကြွကြွလှုပ်ရှားစေနေတာပါဦးမြတ်ကျော်ကတော့ကိုပြစ်ဖေးမှာထိုင်ရင်တားခိသူပြန်လာရင်သုံးဖို့ကရေပတ်မဲ့ရေပုံးလေးတွေနဲ့ရေပြွန်လေးတွေကိုတန်ရှင်းရေးလုပ်ပြီးပြင်ဆင်နေပါတယ်မကြာခဏဆိုသလိုခြံဝါပတ်ဝါစီကိုမြုံမြုံကြည့်တတ်တဲ့ဦးမြတ်ကျော်ရဲ့မျက်လုံးတွေထဲမှာလဲတားကိုလွမ်းဆွတ်နေတဲ့အရေးအယောင်တွေအပြည့်ပါပဲတားလေးမျိုးကိုအလို့သွားလို့ကလေးကအင်ကြီးက6ကတ်ကတ်ဖြစ်နေခဲ့တာလေတင်ကြံရက်လေးယောက်မှာပဲတားလေးပြန်လာရင်အိမ်လေးပြန်စီကားတော့မယ်ဆိုပြီးအဖေရောအမေပါနှစ်ယောက်စလုံးကြည့်ပြီးဝမ်းသာနေခဲ့ကြတာပါဒေါ်အေးတန်းကထမ်းလျက်ခွဲနေရင်းကနေတားလေးငငယ်ကအကြောင်းတွေကိုပြန်တွေးပြီးပြုံးနေမိပါတယ်သားလေးကျော်ဖြိုးဝေကငငယ်ကဆိုမုံလုံးရီပေါ်အရန်ကြိုက်တာလေမုံလုံးရီပေါ်လှုပ်ပြီးဆိုရင်အမိတ်ဝေးနာကနေမခွာပဲမုံလုံးလေးတွေကိုတေးသေးကြစ်ကြစ်လေးနေချအောင်ကူလုံးပေးတတ်တဲ့သားလေးရဲ့ပုံရိပ်လေးတွေကဒေါ်အေးတန်းရဲ့မျက်စိထဲမှာတဝဲလဲလဲဖြစ်နေပါတယ်တခါတလေသူများတွေစားမဲ့မုံလုံးတွေကိုငရုတ်သီးလေးတွေခိုးထည့်ပြီးအဖေဖြစ်သူကိုစော့တတ်တဲ့သားလေးရဲ့အပြစ်ကင်းတဲ့ရေတံလေးတွေကိုလည်းဒီချောင်ဝင်းထဲမှာပြန်ကြားရောက်နေမိပါတယ်အခုတော့အဲ့ဒီသားလေးကအရွယ်ရောက်ပြီးမြို့ကြီးမှာအလုပ်တွေလုပ်လို့အောင်ရနေပြီပေါ့
တားလေးအလုပ်တွေအဆင်ပြေတယ်ဆိုတဲ့အသည့်ကမိဘနှစ်ပါးအတွက်တော့အကြီးမားဆုံးသောပီတိပါပဲဒါပေမဲ့လည်းတားလေးကိုအနီးကမမြင်ရတာကြာပြီးဖြစ်တဲ့အတွက်လွမ်းဆွတ်တဲ့စိတ်ကတော့တားဆီးလို့မရနိုင်အောင်ဖြစ်နေရပါတယ်ဦးမြတ်ကျော်ကခြံဝကိုလှမ်းကြည့်ရင်းနဲ့ဒီနှစ်တော့တားလေးအလုပ်ဒီပါလောက်ပါရဲ့နော်တင်ကြံတွင်းလေးတော့အိမ်ပြန်လာမှာပါလို့သူမိမကိုလှမ်းပြောလိုက်ပါတယ်တော်အေးတိုင်းကလည်းပြန်လာမှာပါတော့တားလေးကငါတို့ကိုဘလောက်ချစ်တာလဲတင်ချန်ဆိုငါတို့နဲ့ပဲဖြတ်တန်းချင်မှာပေါ့လို့ယုံကြည်ချက်အကြည့်နဲ့ပြန်ဖြေပါတယ်သူတို့မိအောင်စလုံးရဲ့စိတ်ထဲမှာတော့တားလေးပြန်လာမယ့်နေ့ရက်ကိုလက်ချိုးရည်တွက်ပြီးစောင့်မျှော်နေကြတာပါတားလေးပြန်လာရင်ဘာဟင်းဒီချက်ကျွေးမယ်ဆိုတဲ့အစီအစဉ်တွေကလည်းသူတို့ခေါင်းထဲမှာအစီအရီထပေါ်နေတာပါညနေဆောင်လူနေမင်းကြီးဝင်သွားတဲ့အတိုင်အောင်ဦးမြတ်ကျော်နဲ့ဒေါ်အေးတန်းတို့ဇနီးမောင်နှံကတော့ခြံဝကိုမျှော်ကြည့်နေသေးပါပဲသူတို့ရဲ့မျှော်လင့်ချက်တွေကတောက်ပနေပေမဲ့အဝေးတနေရာကမြို့ကြီးပြကြီးမှာတားဖြစ်သူကြော်ဖြိုးဝေတယောက်ဘာဒီစဉ်းစားပြီးဘာတွေလုပ်နေလဲဆိုတာကိုတော့သူတို့လုံးဝသိမနေခဲ့ကြရှာပါဘူးတားလေးပြန်လာကိုမျှော်လင့်နေတဲ့မိဘနှစ်ပါးရဲ့မေတ္တာတရားကတကူးလာရဲ့ပူပြင်းတဲ့နေအောင်ကြီးအောက်မှာတောင်အေးမြော်တဲ့အရေးအဝါဒတစ်ခုလိုလွှမ်းကြုံနေခဲ့ပါတယ်ဒီလိုနဲ့ရွာလေးရဲ့တင်ကြံအကျိုးရလေးတွေကအဖေနဲ့အမေရဲ့မျှော်လင့်ချက်မျက်လုံးတွေကြားမှာတဖြည်းဖြည်းနဲ့ကုံဆုံးလိုလာခဲ့ပါပြီရန်ကုန်မြို့ရဲ့ညချမ်းအချိန်လေးတစ်ခုမှာပေါ့မြို့ပြရဲ့ရောင်စုံမီးရောင်တွေအောက်မှာကြော့ဖြိုးဝေတို့တငယ်ချင်းတစုစားတောက်ဆိုင်တစ်ဆိုင်မှာထိုင်ရင်းကမ်းခြေထွန်းမဲ့ခရီးစဉ်အထွတ်အစီအစဉ်တွေကိုအကျိတ်အနယ်ဆွေးနွေးနေကြပါတယ်ဘယ်နေ့သွားမယ်ဘယ်ဟိုတယ်မှာတီးမယ်ဘာတွေဝတ်မယ်ဆိုတာတွေကိုပြောရင်းအားလုံးကရေမိုးပျော်ရွှင်နေကြတာပါအဲ့ဒီလိုပျော်ရွှင်စရာအတန်တွေစုညံနေတဲ့အချိန်မှာပဲကြော်ဖြိုးဝေရဲ့အိတ်ကချေကဖုံးလေးတတီးတီးမြည်လာပါတယ်ဖုန်းစခရင်ပေါ်မှာပေါ်လာတဲ့နာမည်လေးကတော့အမေတဲ့ကြော်ဖြိုးဝေတယောက်ဖုန်းကြိုက်လိုက်ချိန်မှာတစ်ဖက်ကနေကြားလိုက်ရတာကလွမ်းစွတ်မှုတွေအပြည့်ပါနေတဲ့အမေတော်ဤတန်းရဲ့အတန်ပါပဲတားလေးအလုပ်တွေဆင်းပြီလားတကျင်ပိတ်ရက်ကဘယ်တော့စမှလဲတားအမေတို့ကတော့တားပြန်လာမယ့်ရက်ကိုမျှော်နေလာပဲဒီနှစ်တကျင်တော့တားကြိုက်တတ်တဲ့မူလုံးရေပေါ်ကိုအမေကိုယ်တိုင်လှုပ်ကြွေးမလို့အားလုံးအစင်သင့်ပြင်ထားတဲ့တားရဲ့ဆိုရဲအမေရဲ့စကားတန်လေးကအားသက်သရောရှိလာပါတယ်ဒီစကားကိုကြားလိုက်ရတဲ့အချိန်မှာကြော်ဖြိုးဝေတယောက်ဘာပြန်ပြောရမယ်မသိပဲအနှဲငယ်အထစ်ထစ်အငုံငုံထစ်သွားပါတယ်တငယ်ချင်းတွေရှေ့မှာလေးဖြစ်လီတော့ခက်မြင်မြန်မဲအကြောင်းပြချက်ပေးပြီးဖုံးချက်ဖို့ကြိုးစားပါတော့တယ်အမေဒီနေ့တကျင်တော့တားရွာကိုပြန်မလာဖြစ်တော့ဘူးရုံးကတငယ်ချင်းတွေနဲ့ငွေဆောင်ကန်းကြီးကိုသွားဖို့စီစဉ်ထားလို့ကားလက်မှတ်တွေဟိုတယ်တွေအကုန်လုံးလဲငွေသွင်းပြီးသွားပြီလေတားလဲအလုပ်တွေစက်တိုက်လုပ်ထားရတော့ပင်ပန်းနေလာနဲ့ဒီနှစ်တော့တငယ်ချင်းတွေနဲ့ပဲအပန်းဖြေခရီးသွားလိုက်တော့မယ်နောက်နှစ်တကျင်မှာပဲတားပြန်လာတော့မယ်နော်လို့စင်ကြီးတွေအများကြီးပေးပြီးခက်တော်မေပြောချလိုက်တာဖုံးရဲ့တစ်ဖက်စီကရွာလေးမှာတော့ချက်ချင်းဆိုသလိုတိတ်ဆိတ်မှုတစ်ခုကြီးစိုးသွားခဲ့ပါတယ်အမေရဲ့ရင်ထဲမှာဘလောက်တောင်ဟာလာဟင်းလင်းဖြစ်သွားမလဲဆိုတာကိုကြော်ဖြိုးဝေမသိခဲ့ပါဘူးဘေးနားကနေနားဆွင့်နေအဖေဦးမြတ်ကျော်လေးမျက်နှာပေါ်ကအပြုံးတွေလဲချက်ချင်းဆိုသလိုပျောက်ကွယ်သွားခဲ့ပါတယ်မျောလင်းချက်တွေအားလုံးရေစုံမျောသွားသလိုခံစားလိုက်ရပေမဲ့မိဘဆိုတာသားသမီးစိတ်ဆင်းရဲမှာကိုဘယ်တော့မှအလိုမရှိတဲ့သူတွေလေဒါကြောင့်ဒေါ်လေးတန်းကသူ့ရဲ့ဝမ်းနေနေတဲ့အတန်ကိုပုံမှန်ဖြစ်အောင်အတင်းထိတ်ရင်အေးပါသားရဲ့တားလေးပင်ပန်းနေတာပဲတငယ်ချင်းတွေနဲ့ပျော့ပျော့ပါပါသွားပေါ့ရေစော့ရင်လည်းဂယုဆိုင်နော်ကျမ်းမရေကိုလည်းဂယုဆိုင်အောင်အမေတို့ကတော့ဒီမှာအဆင်ပြေပါတယ်လို့လှိမ်မောစွာနဲ့ပြန်ပြောရှာပါတယ်ဖုံးချသွားတဲ့အခါကြော်ဖြိုးဝေကတော့တပြင်းတချချလိုက်ပြီးတာဝန်တစ်ခုပြီးသွားသလိုမျိုးနေလိုက်ပါတယ်သူ့စိတ်ထဲမှာတော့မိဘတွေကိုတကျင်တွင်သုံးဖို့နောက်မှပဲငွေလွှဲပေးလိုက်မယ်ငွေရော့ရင်အဖေနဲ့အမေလည်းပျော်သွားမှာပါလီလို့ကိုအလွဲတကူပဲစင်ကြီးပေးလိုက်ပါတယ်ပြီးတော့တငယ်ချင်းတွေရဲမောတန်ကြတဲ့ကိုချက်ချင်းပဲပြန်လေရောက်ရှိသွားပါတယ်ဒါပေမဲ့အဝေးကြီးကရွာလေးမှာတော့အဖေပြင်ဆင်ထားတဲ့ရေပုံးကြီးတွေအမေလှုပ်ကြွေးမဲ့မုံလုံးရေပေါ်လေးတွေဟာဒီနှစ်တော့အလကားဖြစ်သွားခဲ့ရပါပြီသားလေးအထွတ်ရည်ရွယ်ထားသမျှအရာရာတိုင်းဟာအခုတော့အချီးနှီးပါပဲအဖေနဲ့အမေကတော့တယောက်မျက်နှာတယောက်ကြည့်ရင်သားလေးပျော်ရင်ပြီးတာပါပဲလေလို့ကိုဖြည့်ထိတ်နေကြရှာပါတယ်ပူပြင်းတဲ့နေရာဒီရဲ့ညအမောင်ထားထုထဲမှာသားဖြစ်သူကိုလွမ်းစွတ်နေတဲ့အိုမြင်းရင့်ရော်နေပြီဖြစ်တဲ့မိဘနှစ်ပါးရဲ့တပြင်းချတန်တွေကတော့လေထဲမှာလွင့်ပြော်သွားခဲ့ရတော့ပါတယ်တင်ချဲရုံးပိတ်ရက်မတိုင်ခင်နောက်ဆုံးရုံးတက်ရတဲ့နေ့ရက်တွေပေါ့
ရုံခန်းထဲမှာအလုပ်လုပ်နေပြီမဲ့ကြော်ဖြိုးပဲတယောက်ရဲ့စိတ်တွေကတော့ငွေဆောင်ကန်းကြီးကလိုင်းလုံးတွေစီကိုရောက်နေခဲ့ပါပြီအလုပ်စပွဲပေါ်မှာငွေဆောင်ထားမဲ့ခရီးစဉ်အကြောင်းတွေးပြီးပြုံးစီစီဖြစ်နေတော့မှပဲသူ့ရဲ့အခင်းဆုံးတငယ်ချင်းအောင်သူ့အနာကိုရောက်လာပါတယ်ကြော်ဖြိုးဝေကအောင်ကိုမြင်ချင်းပဲဟိတ်ကောင်အောင်မင်းအဝတ်စားတွေထည့်ပြီးပြီလားငွေဆောင်မှာတော့ဘလို့ကင်စားမယ်ဘလို့ရေးစော့မယ်ဆိုပြီးတက်ကြွလှမ်းမိတော့ပါတယ်ကြပြီမဲ့အောင်ရဲ့မျက်နာကပုံပန်းလိုတက်ကြွမနေပဲခက်အေးပဲဖြစ်နေတာကိုသူတတိထားမိလိုက်ပါတယ်အောင်ကတပြင်းတစ်ချက်ချပြီးငါငွေဆောင်မလိုက်တော့ဘူးတငယ်ချင်းကားလက်မဖို့ရှုံးရလေရှုံးပါစေတော့ငါနယ်ကအိမ်ကိုပဲပြန်တော့မယ်လို့တီတီငင်နဲ့ပြောလိုက်ပါတယ်ဒီစကားကိုကြားလိုက်ရတော့ကြော်ဖူးဝေအယမ်းအံ့ဩသွားပါတယ်ဟာဘာဖြစ်လို့လဲကွာအကုန်စီစဉ်ပြီးသားကိုမင်းကလည်းဒီတစ်ခါမှမသွားရင်ဘဲတော့သွားရမလဲလို့အလောတကြီးပြန်ပေးလိုက်ပါတယ်ဒီတော့အောင်ကသူ့ကိုစိုက်ကြည့်ပြီးရင်ထဲကလာတဲ့စကားတွေကိုစတင်ပြောပြပါတော့တယ်မင်းညကငါမေစီဖုံးဆက်လိုက်တာကွာအမိအတန်ကအရင်လိုမဟုတ်တော့ဘူးအရင်တုံရင်ပြီးဦးစားသွားတော့ခန်းစားလိုက်ရတယ်ငါမြို့မှာအလုပ်လာလုပ်တာ3နှစ်ရှိပြီတင်ကြံရောက်တိုင်းတငယ်ချင်းတွေနဲ့ကြီးရှောက်လည်နေတာအိမ်ကိုတစ်ခေါက်မှမပြန်ဖြစ်ဘူးကွာမိဘတွေကလည်းငါ့ကိုစိတ်ချမ်းသာစေခြင်းလို့တားလေးပြောရင်ပြီးတာပါပဲဆိုပြီးဘာမှမပြောရှာဘူးလीဒါပေမဲ့မနေ့ကငါရုတ်တရက်တွေးမိသွားတယ်ငါတို့ကအလို့အကြောင်းပြတငယ်ချင်းတွေနဲ့ပြောချင်တာအကြောင်းပြပြီးအချိန်ဆွဲနေပြီမဲ့မိဘတွေရဲ့အသက်အရွယ်ကငါတို့ကိုအချိန်ဆွဲပြီးစောင့်မနေဘူးကွာလို့ပြောလိုက်ပါတယ်အောင်ကဆက်ပြီးတော့ဒီနေ့တင်ကြံတော့ငါအိမ်ပြန်မယ်အဖေနဲ့အမေကိုတယောကင်ပွန်းဒီနဲ့ကိုရိုင်းခေါင်းလျှော်ပေးမယ်ခြေသေးလက်သေးလေးဒီညက်ပေးမယ်တားတယောက်အနေနဲ့အနီးကပ်ပြုစုပေးမယ်လို့ဆုံးဖြတ်လိုက်ပြီးတငယ်ချင်းကန်းချေဆိုတာနောက်နှစ်တွေအများကြီးသွားလို့ရပါတယ်မိဘတွေဆိုတာကငါတို့နဲ့အချင်းအကြာကြီးအတူရှိနေမဲ့သူတွေမဟုတ်ဘူးကွာလို့တေချာရှင်းပြလိုက်ပါတယ်အောင်ရဲ့စကားတွေကကြော်ဖြိုးဝေရဲ့ရင်ခွင်ထဲကိုမြားတဲ့စင်းလိုစူးနစ်ဝင်ရောက်သွားပါတယ်ချက်ချင်းဆိုသလိုပဲမင်းညကအမေတော်အေးတန်းနဲ့ဖုံးပြောခဲ့တဲ့အတန်လေးကိုနားထဲမှာပြန်ကြားရောင်လာပါတယ်သူကန်းချေသွားမယ်လို့ပြောလိုက်ချိန်မှာအမေရဲ့ရုတ်တရက်တိတ်ဆိတ်သွားတဲ့အခြေအနေပြီးတော့သူ့ကိုလွမ်းဆွစွာနဲ့စောင့်မျှော်နေရှာမိအဖေနဲ့အမေရဲ့ပုံရိပ်တွေကကြော်ဖြိုးဝေရမက်စီထဲမှာပြန်လဲထင်ဟပ်လာပါတော့တယ်တငယ်ချင်းဖြစ်သူအောင်ကတော့သူ့ပခုံးကိုခက်ဖဖပုတ်ပြီးထပ်သွားပြီးမြဲကြော်ဖြိုးဝေတယောက်သေးရုံငန်းထဲမှာငိုင်းချနေခဲ့ပါရဲ့ငါဘာရီမားနေခဲ့ပြီလေငါရဲ့ပျော်ရွှင်မှုတစ်ခုတည်းအတော့ငါ့ကိုအသက်မညာချစ်ရတဲ့အဖေနဲ့အမေကိုမျက်ွယ်ဖြူထားခဲ့မိတာလားတငယ်ချင်းတွေနဲ့ပျော်ဖို့ကိုဦးစားပေးရင်မိဘတွေရဲ့အတိုင်းအစာမရှိတဲ့မြစ်တာကိုအလွယ်တကူလစ်လူရှုခဲ့မိတာလားဆိုတဲ့အတွေးတွေနဲ့ကြော်ဖြိုးဝေတယောက်သူ့ကိုယ်သူပြင်းပြင်းထန်ထန်အဖြစ်တင်နေလာပါတယ်အခုမှပဲသူ့ရဲ့လုပ်ရက်တွေကဘလောက်တောင်တကူကောင်းဆန်ရကြနေလဲဆိုတာကိုနဲ့ဆိုင်နားလေသဘောပေါက်သွားပါတော့တယ်ရင်ထဲမှာလဲနောင်တတရားတွေနဲ့အတူအဖေဦးမြတ်ကျော်နဲ့အမေတော်အေးတန်းတို့ကိုလွမ်းဆွတ်တဲ့စိတ်တွေကရုတ်တရက်ပြင်းထန်စွာဖြစ်ပေါ်လာခဲ့ပါတော့တယ်တကယ့်ကိုကဖိုးတန်တဲ့အရာတစ်ခုကိုသူလက်လွတ်ဆုံးရှုံးတော့မလို့ခံစားလိုက်ရတဲ့အတွက်ကြော်ဖြိုးပြီးရဲ့မျက်ဝန်းတွေမှာမျက်ရည်စတွေတောင်ဝဲတက်လာခဲ့ပါပြီအောင်ထွက်သွားပြီးတဲ့နောက်ဇုံကန်းကျဲကြီးထဲမှာကြော်ဖြိုးဝေတယောက်တည်းငိုင်ကြံနေခဲ့ပါတယ်ကွန်ပျူတာစခရင်ပေါ်ကအလုပ်တွေကန်းကျဲသွားဖို့စီစဉ်ထားတဲ့အစီအစဉ်တွေအားလုံးဟာသူ့မျက်စိရှေ့မှာဝေဝါးသွားခဲ့ပါပြီခေါင်းကိုနောက်မိခုံမှာမှီချလိုက်ရင်မျက်စိနှလုံးကိုမှိတ်လိုက်တဲ့အခါမှာတော့သူ့ရဲ့မှတ်ဉာဏ်တွေကလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကအညာရွာလေးစီကိုအလိုလိုပြန်လဲရောက်ရှိသွားပါတော့တယ်အဲ့ဒီချိန်ကကြော်ဖြိုးဝေဟာ10နှစ်သားအရွယ်ကလေးငယ်လေးတယောက်ပေါ့ရွာမှာကစီးပွားရေးတိတ်မကောင်းတော့အဖေဦးမြတ်ကျော်နဲ့အမေတော်အေးတန်းတို့ဟာနေ့တိုင်းမနာတမ်းရုန်းကန်ကြိုးစားခဲ့ရပါတယ်။ဒါပေမဲ့တင့်ကြံရောက်ပြီးဆိုလာနဲ့မိဘနှစ်ပါးရဲ့မျက်နှာပေါ်မှာအပူအပင်တွေအားလုံးပျောက်ကွယ်သွားပြီးသားလေးပျော်ရွှင်ဖို့တပဲအာယုံစိုက်တတ်ကြပါတယ်။ကြော်ဖြိုးဝေအမှတ်ရနေတာကတော့အဲ့ဒီနဲ့တင့်ကြံအကျိုးနေ့လေးပါ။ရွာစည်းထဲကနေပြန်လာတဲ့အဖေနဲ့အမိလက်ထဲမှာပါလာတာကသူ့အတွက်တင့်ကြံပန်းရိုက်ရှက်အင်ကြီးအသစ်ဆက်ဆက်လေးတစ်ထင်းနဲ့ရေပတ်ဖို့ရေပြွန်အသစ်လေးတစ်ခုပါပဲအဖေနဲ့အမေကတော့သူတို့အတွက်အဝတ်စားတစ်တစ်ထဲမှမဝေနိုင်ခဲ့ပါဘူးအမေကအယောင်လွတ်နေတဲ့ထပီအဟောင်းကြီးကိုပဲတန့်ရှင်းနေအောင်လှော်ဖွက်ဝတ်ဆင်ထားပြီးအဖေကလည်းအနားတွေစုပ်လူနီးပါဖြစ်နေတဲ့ပစိုးအဟောင်းလေးကိုပဲဝတ်ထားခဲ့တာပါဒါပေမဲ့သားဖြစ်သူကအင်ကြီးအသက်လေးဝတ်ပြီးရေပြွန်လေးကင်ကပျော်လွန်းလို့ခုန်ပေါက်နေတာကိုကြည့်ပြီးသူတို့နှစ်ယောက်လုံးရဲ့မျက်နှာမှာအကြိုင်းမသိဝမ်းသာပီတီတွေဖြာဝေနေခဲ့တာကိုကြော်ဖြိုးဝေအခုချိန်ထိမြင်ရောက်နေစေပါ
တင်ကြံရက်တွေမှာဆိုရင်လေအမေတော်အေးတန်းကမနက်စောစောထမုံလုံးရီပေါ်တွေလုတ်ရွာထိတ်ကမန်တက်မှာတွားကစားမဲ့တားလီပိုက်စာရင်စားဖို့ဆိုပြီးအစားတောက်တွေအစုံအလင်ပြင်ဆင်ပြီးတတ်ပါတယ်နေဘူးထဲမှာရေဆော့လို့အေးပတ်ပြီးဖျားမှဆူလို့အမေကမျက်နှာတုပ်ဘဝလီကထဲကိုက်ပြီးတားချစ်သူရဲ့နောက်ကနေတကောက်ကောက်လိုက်ခဲ့ရတာပါရေတွေရွှဲပြီးချမ်းတုံနေတဲ့တားသေးကိုရေချောက်အောင်တုပ်ပေးပြီးနွေးနွေးထွေးထွေးဖတ်ထားပေးတဲ့အမေရဲ့ရင်ခွင်ကဘလောက်တောင်လုံကျုံနွေးထွေးခဲ့တယ်လဲဆိုတာသူပြင်လဲခံစားမိလာပါတယ်အဖေဦးမြတ်ကျော်ကလည်းတနေ့ကုန်အလုတ်လုတ်ထားလို့ပင်ပန်းနေတဲ့ကြားကတားလေးကရွာထိပ်ကအကတွေကြည့်ကျင်လဲပူစာရင်ပခုံးပေါ်မှာတင်ပြီးလိုက်ပြပေးတတ်ပါတယ်တားလေးရဲ့ရဲတန်တွေဟာအဖေနဲ့အမေတို့တော့လောကမှာအမောပြေဆုံးဆေးတစ်ခွက်ထိခဲ့တာပါအဲ့ဒီတော့ကသူတို့မိသားစုလေးမှာငွေကြေးချမ်းသာမှုမရှိခဲ့ပေမဲ့မြစ်ကာတရားတွေကတော့အလံပယ်ပြည့်နှံ့နေခဲ့ပါ යි အဖေနဲ့အမေဟာသူတို့မစားရရင်နေပါစေမဝိရရင်နေပါစေတားလေးအတူဆိုဘာမဆိုအနှစ်နာခံဟုတ်ဝန်မလေးခဲ့ကြပါဘူးတင်ကြံပရက်ရှည်တွေမှာဆိုရင်လေသူတို့လည်းတခြားသူတွေလိုအေးအေးဆေးဆေးအနားယူခြင်းမှာပေါ့ဒါပေမဲ့တားလေးရဲ့ပျော်ရွှင်ဖို့အတွက်သူတို့ရဲ့ပင်ပန်းမှုတွေကိုလစ်လျူရှုပြီးအပြုံးမပြတ်ဖြစ်တန်းခဲ့ကြတာကိုကြော်ဖြိုးဝီအခုမှတည်းနက်နက်ရှင်းရှင်းနားလေသဘောပေါက်သွားပါတော့တယ်မျက်လုံးကိုဖွင့်လိုက်တဲ့အခါမှာတော့ကြော်ဖြိုးဝီရဲ့မြာပြင်းပေါ်မှာမျက်ရည်တွေစီးကြညိခဲ့ပါပြီလေတောင်းထဲမှာလေတဆိုးဆိုးနဲ့အတန်တော်ထမလာနိုင်အောင်ဝမ်းနဲ့ပူဆွေးမှုတွေကဖုံးလွှမ်းသွားပါတယ်ငငယ်တုန်းကငါ့ကိုအဲ့ဒီလောက်တောင်အညစ်နာခံပြီးချစ်ခဲ့ကြတဲ့အဖေနဲ့အမေကိုငါကအရွယ်ရောက်လာတော့အလွယ်တကူမေးပြခဲ့ပါလားလို့ကိုကြိမ်ဆဲမိပါတယ်အဖေနဲ့အမေကအခုချိန်မှာအိုမင်းရင်ရောနေပြီးသူတို့တိတ်ချစ်တဲ့တားလေးပလန်အလာကိုခြံဝက်ကနေမျောလင်းတကြီးစောင့်နေရှာမှာပဲဆိုတဲ့အတွေ့ကသူ့ရင်ကိုဓာတ်နဲ့ထိုးခွဲလိုက်တယ်လို့နာကျင်စေပါလေငွေဆောင်ကန်းကြီးကလွှိုင်းတန်နဲ့ရွာလဲမှာ6ကက်ကတ်ကြံခဲ့မဲ့မိဘနှစ်ပါးရဲ့တပ်ပြင်းချတန်းဒီကိုသူပို့ပြီးရှင်းရှင်းလင်းလင်းကြောင်းရောင်လာပါတော့တယ်ဒီနှစ်တင်ချံကိုတော့အရင်နှစ်တွေကလို့အချီးနီးမဖြတ်တန်းတော့ဘူးလို့ကြော်ဖြိုးဝေတယောက်သူ့ကိုယ်သူအခိုင်အမာဂတိပေးလိုက်ပါတော့တယ်အတိတ်ရဲ့ပုံရိပ်တွေထဲကနေယုံထွက်လာတဲ့အချိန်မှာတော့ကြော်ဖြိုးဝေရဲ့မျက်နှာပေါ်ကမျက်ရည်စာတွေကိုခက်ချမ်းချမ်းတုပ်ပြစ်လိုက်ပါတယ်သူ့ရဲ့ဆုံးဖြတ်ချက်တွေကလည်းအရင်ကထပ်ပိုပြီးပြတ်သားသွားခဲ့ပါပြီချက်ချင်းဆိုသလိုပဲသူ့ရဲ့ဖုံးကိုကောက်ကိုက်ပြီးတငယ်ချင်းတွေစီကိုလှမ်းဆက်လိုက်ပါတယ်ငါဒီနေ့ငွေဆောင်ကန်းကြီးကိုမလိုက်တော့ဘူးတငယ်ချင်းတို့ငါနယ်ကအိမ်ကိုပဲပြန်တော့မယ်ကားလက်မှတ်ဖို့နဲ့ဟိုတယ်ဇယံပေးထားတာတွေအကုန်လုံးငါဘက်ကအရှုံးခံလိုက်ပါတော့မယ်ငါကိုနားလေပေးကြပါကွာလို့အာနာနာနဲ့ပဲပြက်ပြက်သားသားပြောချလိုက်ပါတယ်တငယ်ချင်းတွေဘက်ကအန်အိုတကြီးနဲ့ဝိုင်းဖြောင်းဖျားကြပေမဲ့ကြော်ဖြိုးဝေရဲ့စိတ်ကိုတော့ဘသူမှပြောင်းလဲလို့မရနိုင်တော့ပါဘူးသူ့ရဲ့ရင်ထဲမှာအခုချိန်အရေးအကြီးဆုံးကသူ့ကိုအိမ်ဝါကနေမျောလင့်တကြီးစောင့်စားနေရှာမဲ့အိုမင်းရင်ရော်နေသည့်ချစ်တဲ့မိဘနှစ်ပါးစီကိုအမြန်ဆုံးရောက်ဖို့ပါပဲရုံစင်းစင်းချင်းပဲကြော်ဖြူးဝေတယောက်ကန်းကြေသွားဖို့အဝတ်အစားတွေဝယ်မဲ့အစားမြို့ထဲကအကြီးဆုံးဈေးဝယ်စင်တာကြီးစီကိုဦးတည်သွားခဲ့ပါတယ်အရင်ကဆိုရင်သူ့ကိုယ်သူလှပဖို့တငယ်ချင်းတွေကြားမှာထင်ပေါ်ဖို့အကြပ်ပဲအမတ်တစိတ်အဝတ်အစားတွေကိုရွေးချယ်တတ်ခဲ့ပေမဲ့ဒီနေ့မှာတော့သူ့ရဲ့ခြေလမ်းတွေကလူကြီးဝတ်အထည်တန်းတွေစီကိုပဲအလိုလိုရောက်သွားခဲ့ပါတယ်။အဖေဦးမြတ်ကျော်တင်ကြံမှာဝတ်ဖို့အတွက်အကွက်ဆန်းဆန်းနဲ့အသားအေးရဲ့ပိုးပစိုးကောင်းကောင်းလေးတစ်ထည်ကိုတေချာရွေးချယ်ဝယ်ယူလိုက်ပါတယ်။ပြီးတော့အမေတော်အေးတန်းဖျားသွားကြောင်းတက်ရင်ဝတ်လို့ရအောင်အယောင်ရင်းရင်အစာအင်ဂျီနဲ့သပီးလေးတစ်စုံကိုလည်းဝယ်လိုက်ပါတယ်။ဒါအပြင်အဖေနဲ့အမေကျန်းပါရဲ့အတွက်တောက်ဖို့အားစေးတွေငှက်တိုက်ဖားတွေနဲ့အာဟာရထစ်မဲ့စားစရာတွေကိုဝယ်နေရင်းနဲ့သူ့ရင်ထဲမှာမကြုံစဘူးကြည်နူးမှုတစ်ခုကိုလိုက်လဲထန်စားနေရပါတယ်။ပတ်စံတွေအများကြီးကုန်သွားပြီမဲ့တငယ်ချင်းတွေနဲ့ကန်းချီမှာသွားဖြုံးမဲ့အစားအခုလိုမိဘတွေအတွက်သုံးရတာကဘလောက်တောင်တန်ဖိုးရှိလဲဆိုတာကိုသူကိုယ်တိုင်လက်တွေ့သိမြင်လာခဲ့ပါပြီ။ပစ္စည်းတွေအားလုံးဝယ်ပြီးတဲ့အခါမှာတော့အောင်မင်္ဂလာအဝေးပြေးကားဝန်းကြီးစီကိုအမြန်ပြေးရပါတော့တယ်။တင်ကြံရုံပိတ်ရက်အကြိုသားလားဖြစ်တဲ့အကြကားဝန်းကြီးတစ်ခုလုံးလူတွေနဲ့ကြိတ်တိုးစီကားနေပါတယ်။အိမ်ပြန်မဲ့သူတွေအသီးသီးရဲ့မျက်နှာပေါ်ကအပြုံးတွေကိုကြည့်ရင်ကြော်ဖြူးဝေလဲသူ့အသေးနဲ့အမေကိုမြင်ရောင်ပြီးအလိုလိုပြုံးမိနေပါတယ်။လက်မှတ်တွေအကုန်ပြည့်ညီလို့ကားဂိတ်တိုင်းကိုလိုက်မင်းရင်အတော်လေးဒုက္ခခံပြီးရှာလိုက်ရပေမဲ့ကံကောင်းထောက်မစွာနဲ့နောက်ဆုံးထွက်မဲ့ခရီးတင်ကားကြီးမှာထိုက်ခုံတနေရရသွားခဲ့ပါတယ်။ကားကိုရောက်လို့သူ့ခုံလေးမှာဝင်ထိုင်လိုက်တဲ့အချိန်မှာတော့ကြော်ဖြိုးဝေရဲ့ရင်ဘက်ထဲကအပူလုံးကြီးတစ်ခုလုံးကျဆင်းသွားသလိုခံစားလိုက်ရပါတယ်။ကားကြီးဆက်တိုင်ထွက်ခွာသွားချိန်ပဒင်းပေါက်ကနေတိုက်ခတ်လာတဲ့ညာလီငင်းအေးလေးကသူ့လက်မျက်နှာကိုလာထိတဲ့အခါအိမ်ပြန်ရတော့မဲ့ပီတိကသူ့ကိုပတ်လည်မှာလွှမ်းကြုံသွားပါတယ်
ကားကြီးကရန်ကုန်မြို့ရဲ့ရန်စုံမီးရောင်တွေကိုကြောခိုင်းပြီးညအမောင်ထက်သေးကိုခက်မြန်မြန်ပြေးလွှားနေရတယ်။ကားပေါ်ကခီးတဲ့အများစုအိတ်မော်ကြနေပေမဲ့ကြော်ဖြိုးဝဲရဲ့မျက်လုံးတွေကတော့အိတ်မပြောနိုင်လောက်အောင်အယောင်လှမ်းနေခဲ့ပါတယ်။ဒီနေ့တင်ကြတော့အဖေနဲ့အမေမျောလင့်တယ်လို့မုံလုံးရေပေါ်ကိုမိသားစုစုံစုံလင်လင်နဲ့လူစားကြမယ်။အဖေနဲ့အမေကိုကိုယ်တိုင်ခေါင်းရချိုခေါင်းလျော်ပေးပြီးကုသိုလ်ယူမယ်ဆိုတဲ့အတွေးလေးကသူ့ကိုအတိုင်းမသိပျော်ရွှင်စေပါတယ်။မနေ့ပြန်မိုးလင်းလို့သူရွာကိုရောက်တဲ့အခါအင်းရှိကကွတ်ပစ်လေးပေါ်မှာထိုင်နေမဲ့အဖေနဲ့အမေကိုသူမြင်ညစ်ဘလို့တောင်ဝမ်းသာသွားမလဲဆိုတာကိုစိတ်ကူးရင်ပြီးရင်ခုန်နေမိပါတယ်။နောင်တတရားလီနဲ့အတူစော့တင်ခဲ့တဲ့ဒီအိမ်ပြန်ခရီးစဉ်လေးဟာသူ့ဘဝမှာအတိတ်ပဲအရှိဆုံးနဲ့အလှပဆုံးခရီးစဉ်တစ်ခုထစ်လာတော့မယ်ဆိုတာကိုသူအပြည့်အဝယုံကြည်နေခဲ့ပါပြီ။ တင်ကြံအကျိုးနဲ့ညနေဆောင်အချိန်လေးပေါ်နေမြင့်ကြီးကအနောက်ဘက်စီကိုတဖြည်းဖြည်းဝင်ရောက်သွားပြီးရွှေဝါရောင်နေကြီးနုနုလေးတွေကရွာလေးရဲ့အိမ်ခေါင်မိုးတွေပေါ်မှာဖျားကျနေပါတယ်။ရွာလမ်းမတွေပေါ်မှာတော့ကလေးတချို့ရေပတ်ကစားပြီးအိမ်ပြန်လာတဲ့အတန်တွေအဝေးစီကနေလွင့်ပြန်လာတဲ့တင်ကြံတချင်းတန်တက်တက်လေးတွေကိုကြားနေရပေမဲ့ဦးမြတ်ကျော်တို့ရဲ့ခြံဝင်းလေးတွေမှာတော့အလွမ်းသက်တွေဖုံးလွှမ်းပြီးတိတ်ဆိတ်ငြိမ်သက်နေစေပါတရက်ပင်ရိတ်အောက်ကကွပစ်လေးပေါ်မှာထိုင်နေတဲ့ဦးမြတ်ကျော်နဲ့ဒေါ်အေးသန်းတို့ဇနီးမောင်နှံကတော့ဒီနေ့တင်ကြံသားလေးပြန်မလာဘူးဆိုတဲ့အသည့်နဲ့ရင်လဲမှာဟာတတာဖြစ်နေကြပါတယ်ဒေါ်အေးသန်းကအဝေးကိုငေးကြည့်ရင်တပ်ပြင်းတစ်ချက်ကိုခပ်ဖော့ဖော့ချောလိုက်ပါတယ်သူ့စိတ်ထဲမှာသားလေးမြို့မှာတငယ်ချင်းတွေနဲ့ပျော်နေလောက်ရောပေါ်လို့တွေးပြီးကိုဖြေးသိမ့်နေပေမဲ့မြက်ဝန်းတောင်ကမျက်ရည်စာလေးကိုတော့မလုံမချုံဖုံးကွယ်ထားရရှာပါတယ်။ဦးမြေကျော်ကလည်းခြံဝင်းတင်းကသိရွက်ကျွေတွေကိုလှေးချင်းနေရင်းကနေလမ်းမဘက်ကိုမျောကြည့်တတ်တဲ့အကျင့်လေးကတော့ပျောက်မသွားသေးပါဘူး။ဘာပဲဖြစ်သားလေးများရုတ်တရက်ဘင်းရောက်လာမလားဆိုတဲ့အဖေကယောက်ရဲ့တင်းငယ်တွေမျောလင်းချက်လေးကရင်းဘက်ထဲမှာကိန်းအောင်နေစေပါပဲ။အဲ့ဒီလိုလွမ်းစွမှုတွေဖုံးလွှမ်းနေတဲ့ညနေခင်းလေးမှာပဲချန်ဝါစီကနေခြေတံကြရှောက်လာတဲ့အတန်တစ်ခုထွက်ပေါ်လာပါတယ်။အစပိုင်းမှာတော့ဘေးအိမ်ကာစုတွေဖျက်ခွာတာပဲနေမှာပါလေလို့ထင်ပြီးနှစ်ယောက်စလုံးတိတ်ကြယူမဆိုင်မိကြပါဘူး။ဒါပေမဲ့ခြံတကားလေးပွင့်လာပြီးအိမ်ဘက်ကိုဥတီလျှောက်လာတဲ့အရေးတစ်ခုကိုမြင်လိုက်ရတဲ့အချိန်မှာတော့ဦးမြတ်ကျော်ရဲ့တမျက်စီးလဲနေတဲ့လက်တွေရုတ်တရက်ရက်တန့်သွားပါတယ်။နေဝင်ရီရောအလင်းရောင်အောင်မှာလက်တစ်ဖက်ကခရီးဆောင်အိတ်ကြီးတစ်လုံးကိုဆွဲလို့နောက်လက်တစ်ဖက်ကလက်ဆောင်ထုတ်တဲ့အဖြစ်ဆွဲထားတဲ့လူရွယ်တစ်လုံးရဲ့ပုံရိပ်ကတဖြည်းဖြည်းပိုပြီးထင်ရှားလာပါတယ်။ဒေါ်အေးတန်းကလည်းကုပစ်ဘော်ကနေနေရာကမထားပေမျက်လုံးလေးကျင့်ပြီးတေချာစိုက်ကြည့်နေမိပါတယ်။အဝေးကလာတဲ့ဧည့်သည်လားဒါမှမဟုတ်ငါတို့ပဲတားကိုလွမ်းလွန်းလို့အမြင်မှားနေတာလားဆိုပြီးသူတို့နှစ်ယောက်စလုံးတန်တရားဖြစ်နေကြတာပါ။လူရွယ်လေးကခြံထဲကိုအတန်ငယ်ဝင်လာပြီးအိမ်ရှိကမီးရောင်ကျနေတဲ့နေရာကိုရောက်လာတဲ့အခါမှာတော့သူ့ရဲ့မျက်နှာကိုရှင်းရှင်းလင်းလင်းမြင်လိုက်ရပါပြီ။အဲ့ဒီအချိန်မှာပဲအဖေအမေဆိုပြီးခေါ်လိုက်တဲ့လွမ်းစုစရာကောင်းလာတဲ့အိုးတိုးလေးတစ်ခုကခြံဝေးလေးထဲမှာပဲ့တင်ထပ်သွားပါတယ်။ဒီအတန်လေးကိုကြားလိုက်ရတဲ့အခိုက်အတန့်မှာတော့ဒေါ်အေးတန်းလည်းနှလုံးသားတစ်ခုလုံးရက်တန့်သွားမတက်ခံစားလိုက်ရပြီးတကူလုံးလည်းကြက်သီးမွေးညင်းတွေထွာသွားခဲ့ပါတယ်။အိမ်မက်များမတ်နေတာလားဆိုပြီးကိုနားကိုယ်တိုင်ကိုမယုံနိုင်အောင်ခစ်သွားပါတယ်။ဦးမြတ်ကျော်ကလည်းလက်ထဲကဓမြက်စည်းကိုမြေကြီးပေါ်အသာချလိုက်ပြီးဟင်းသားလေးကြော်ဖြိုးဝေပြင်းလာတာလားဆိုပြီးအတန်တွေတုံရင်စွာနဲ့ရေရွတ်လိုက်မိပါတယ်။ဟုတ်ပါတယ်။အိမ်ရှိမှာမတ်တက်ရက်နဲ့မမျောလင့်ထားတဲ့ဧည့်သည်လေးကတော့သူတို့နေစဉ်နဲ့အမျှမျောလင့်ဆောင်စားနေခဲ့တဲ့သူတို့ရဲ့အသက်သွေးကြော်လေးသူတို့ရဲ့တဦးတီးသောသားလေးကြော်ဖြိုးဝေပဲဖြစ်နေပါတယ်။ကြော်ဖြိုးဝေကလက်ထဲကအထုပ်တွေကိုအောက်ချလိုက်ပြီးအဖေနဲ့အမေရှိတာကုပစ်လေးစီကိုအပြေးအလွှာရှောက်လာခဲ့ပါတယ်။မျက်ရည်တွေဝဲတာနေတဲ့တားဖြစ်သူရဲ့မျက်နှာကိုအနီးကပ်မြင်လိုက်ရတဲ့အချိန်မှာတော့ဒေါ်အေးတန်းတယောက်ကုပစ်ပေါ်ကနေကြပြားကြရာဆင်းပြီးတားဖြစ်သူစီကိုပြေးသွားပါတော့တယ်။ဦးမြတ်ကျော်ရဲ့မျက်လုံးအိမ်ကနေလေဝမ်းတာလုံးလို့ကျဆင်းလာတဲ့မျက်ရည်ပူတွေကပါးပြင်ပေါ်ကိုအသားစီးမရှိစီးကျလာခဲ့ပါပြီ။ဒီနေ့တင်ကြံတော့သားလေးပြန်မလာတော့ဘူးလို့အပိုင်သွက်ထားခဲ့တဲ့အခြေအနေကနေအခုလိုယူတီရဲ့မျက်စိရှိကိုရောက်လာတဲ့အခါမှာတော့မိဘနှစ်ယောက်ရဲ့ရင်ထဲမှာဝမ်းတာပီတိတွေကဆဲကျိုးသလိုလှမ်းကျလာခဲ့ပါတယ်။သားလေးပြန်လာပြီးဆိုတဲ့အတိဆွေတစ်ခုတည်းကပဲသူတို့ပူဆွေးလွမ်းဆွနေရတဲ့နှလုံးသားတွေကိုရေအေးလေးပတ်ပြန်းလိုက်သလိုချက်ချင်းဆိုသလောက်အေးချမ်းသွားစေခဲ့ပါတယ်။ဒါဟာသူတို့ဘဝမှာတစ်ကြိမ်တစ်ခါမှမရဘူးသေးတဲ့အဖိုးတန်ဆုံးအံ့ဩစရာကောင်းဆုံးနဲ့အပျော်ရွှင်ဆုံးတင်ချမ်းအကျိုးနဲ့ညနေခင်းလေးတည့်ရက်ဖြစ်သွားခဲ့ပါတော့တယ်။ အိမ်ရှိကမြေသားပြင်လေးပေါ်မှာအထုပ်ဘိုးတွေကိုချထားခဲ့ပြီးကျော်ဖရိုးရီတယောက်ရှေ့ကိုအမြန်ပြေးသွားကအမေဖြစ်သူဒေါ်အေးတန်းကိုရ
ရင်ဝင်နဲ့အတင်းဆွဲသွင်းပြီးဖတ်ထားလိုက်ပါတယ်။ဒေါ်လေးတန်းရဲ့ပင်လီနေတဲ့လက်စုံကလည်းတားဖြစ်သူရဲ့ကြောပြန်ကျဲကြီးကိုတင်းတင်းကြပ်ကြပ်ပြန်လဲဖတ်တွဲထားရင်ဝမ်းသာလုံးလို့ရှိုက်ကြီးတငယ်ငိုချလိုက်ပါတော့တယ်။သားလေးရဲ့အမေတို့ကလေဒီနေ့တင်ချင်တော့သားလေးပြန်လာတော့ဘူးဆိုပြီးတွေးပူနေခဲ့တာအခုလိုအိမ်ကိုရုတ်တရက်ကြီးပြန်ရောက်လာလိမ့်မယ်လို့အမေထင်တောင်မထင်ထားခဲ့ဘူးသားရဲ့ဆိုပြီးမျက်ရည်တွေကြားကနေတုံရနေတဲ့အတန်လေးနဲ့ဖြောရှာပါတယ်။ဘေးနားမှာရက်နေတဲ့အဖေဦးမြတ်ကျော်ကလည်းတားဖြစ်သူရဲ့ကခုံးကိုအသားအရာဆုပ်ကန်ရင်မျက်ရည်တွေစီးကျနေတဲ့သူ့ရဲ့မျက်နှာကိုတစ်ဖက်လွဲကဝမ်းသာပြီးဒီဖြစ်နေတာကိုဖုံးကွယ်ဖို့စ조사နေပါတယ်။ဒါပေမဲ့အဖေရဲ့တုံခိုက်နေတဲ့လက်တွေကတားဖြစ်သူကိုဘလောက်တောင်လွမ်းဆွတ်နေခဲ့ရတယ်လဲဆိုတာကိုတက်သေးပြနေပါတယ်။ကျော်ဖြိုးဝေကအမေရဲ့ရင်ခွင်ထဲကနေယုံထွက်လိုက်ပြီးအဖေနဲ့အမေနှစ်ယောက်စလုံးရဲ့ခြေဆုံးကိုထိကမြေကြီးပေါ်မှာဒူးထောက်ထိုင်ချလိုက်ပါတယ်။အနီးကမြင်လိုက်ရတဲ့အဖေရဲ့မျက်နှာပေါ်ကအရေးချောင်းဒီအမေရဲ့စပင်းဖြူဖြူတွေကသူ့ရင်ကိုစို့နှင်သွားစေပါတယ်။ငါမြို့မှာအလုပ်တွေလုပ်ငွေတွေရှာတငယ်ချင်းတွေနဲ့ပျော်ပါနေတဲ့အချိန်ဒီမှာငါ့ကိုအသက်ပေးချစ်တဲ့မိဘနှစ်ပါးကဒီလောက်တောင်အိုမင်းရင်ရော်သွားခဲ့ပြီလားဆိုတဲ့အတီးကသူ့ကိုနာကျင်စေပါတယ်။ပြီးတော့သူ့ရဲ့ရင်ထဲမှာတဆို့နေတဲ့နောင်တတရားတွေနဲ့တောင်းပန်စကားတွေကိုရှိုက်တန်တွေကြားကနေပြောထွက်လာပါတော့တယ်။အဖေနဲ့အမေသားကိုခွင့်လွတ်ပါနော်။သားအရန်ကိုတကူကောင်းဆန်ခဲ့မိတယ်။အဖေနဲ့အမေကသားကိုဒီလောက်တောင်ချစ်ပြီးညှော်လင့်နေခဲ့တာကိုသားကတငယ်ချင်းတွေနဲ့ပျော်ဖို့လောက်ပဲခေါင်းထဲမှာတွေးနေခဲ့မိတယ်။သားတကယ်တောင်းပန်ပါတယ်အမေ။သားအမားတွေကိုသားသိပါပြီ။ဒီနေ့တင်ကြံကစပြီးနောက်နေ့တွေအားလုံးမှာသားအဖေနဲ့အမေအနားမှာပဲနေတော့မယ်။ဘယ်မှမသွားတော့ဘူးလို့မျက်ရည်တွေကြောင်ရင်ကတိပေးလိုက်ပါတယ်။ကျော်ဖြိုးဝေရဲ့စကားတွေကမိဘနှစ်ပါးရဲ့ရင်ထဲကိုအေးချမ်းသွားစေပြီးတားဖြစ်သူအလိမ်မာလေးတိုးလာတာကိုတွေးပြီးပိုလို့တောင်ကြည်နူးသွားကြပါတယ်။ဒေါ်အေးတန်းကတားဖြစ်သူရဲ့လက်မောင်းနှစ်ဖက်ကိုကိုက်ပြီးအသားရဆွဲထူလိုက်ပါတယ်။ပြီးတော့တားရဲ့ပါးပင်ပေါ်ကမျက်ရည်တွေကိုသူ့ရဲ့အင်ကြီးလက်စားလေးနဲ့တုပ်ပေးရင်းရပါတယ်တားရဲ့အမေတို့ကတားလေးပြုံရင်ပြီးတာပါပဲအခုလိုတားလေးအိမ်ကိုပြန်ရောက်လာတာကပဲအမေတို့အတွက်အဖို့တန်ဆုံးတင်ကြံလက်ဆောင်ပါပဲဘာမှတောင်းပန်စရာမလိုပါဘူးတားရဲ့လို့မေတ္တာအဖေနဲ့ပြန်ပြောပါတယ်ဦးမြတ်ကျော်ကလည်းဟုတ်တယ်သားမင်းပြန်လာတာကိုပဲအဖေတို့ကဝမ်းသာနေပြီကဲအိမ်ထဲဝင်ကြစို့ခီးပန်းလာတာနားရအောင်မင်းအမေကမင်းတို့မုံလုံးရေပေါ်လို့ဖို့တောင်အကုန်ပြင်ထားပြီးပြီကွာလို့ပြုံးပြုံးရွှင်ရွှင်နဲ့ဝင်ပြောလိုက်ပါတယ်အဲ့ဒီတော့မှပဲကြော်ဖြိုးဝေရဲ့မျက်နှာပေါ်မှာမျက်ရည်တွေကြားကနေအပြုံးပန်းလေးတွေပွင့်လန်းလာပါတော့တယ်မိသားစု၃ယောက်သားအိမ်ထဲကိုဝင်လာကြတော့အိမ်လေးထဲကိုဝင်လိုက်တာနဲ့သူ့ငယ်ဘဝကရင်းနှီးခဲ့တဲ့အနက်အသက်လေးတွေနှွေးထွဲတဲ့အရေးအာဝါဒလေးတွေကသူ့ကိုကြိုးစိုးနေသလိုခံစားလိုက်ရပါတယ်ကြော်ဖြိုးဝေကသူ့ဝယ်လာတဲ့လက်ဆောင်တွေကိုအဖေနဲ့အမေရှေ့မှာထုတ်ပြပါတယ်အဖေအတွက်ဝယ်လာတဲ့ပိုးပစိုးလေးနဲ့အမေအတွက်ဇာအင်ကြီးလေးတွေအားစေးဘူးလေးတွေကိုမြင်တော့မိဘနှစ်ပါးစလုံးအញ្ញမ်းကိုသဘောကျသွားကြပါတယ်။အမေကအားစေးဘူးလေးတွေကိုကင်ကြည့်ရင်ငါသားလေးအရွယ်ရောက်လာပြီမိဘကိုယ်တောင်ပြန်ဆောင်ရှောက်တတ်နေပြီဆိုပြီးဂုံယူဝမ်းသာစွာနဲ့မျက်ရည်တွေထက်ကျလာပြန်ပါတယ်။အဖေကလည်းပိုးပစိုးလေးကိုသူ့ခန္ဓာကိုယ်မှာကတ်ကြည့်ရင်ဒီညက်တင်ကြံတဲ့ဖုန်ကြီးကျောင်းသွားရင်ငါသားပဲတဲ့ပစိုးလေးဝတ်သွားရမယ်ဆိုပြီးကလေးတယောက်လိုဝမ်းသာအားရပြိုးနေရှာပါတယ်။အိမ်လေးထဲမှာအရင်လို6ကတ်မဖြစ်တော့ပဲရဲမောတန်တွေစကားပြောတန်တွေနဲ့ပြန်လဲစီးကန်းသွားခဲ့ပါပြီ။အဖေနဲ့အမေရဲ့မျက်နှာပေါ်ကအပြုံးတွေကိုမြင်ရတာဟာကျော်ဖြိုးဝေအတွက်တော့ကမ်းခြေမှာသွားပြောရတာထက်အစပေါင်းများစွာပိုပြီးတန်ဖိုးရှိလာပါတယ်။ညအမောင်တို့ထဲမှာတင်ကျန်အကျိုးလေးငင်းလေးတွေတိုက်ခတ်နေပြီမြဲသူတို့မိသားစုလေးရဲ့ရင်ထဲမှာတော့မေတ္တာတရားတွေနှွေးထွဲမှုတွေနဲ့အေးချမ်းသာယာနေပါတော့တယ်။ တင်ကြံရက်တဲ့ကုံလွန်ပြီးမြန်မာနှစ်ဆန်းတရက်နေ့မနက်ခင်းလေးရောက်လာပါပြီ။ရွာလေးရဲ့မနက်ခင်းကတိတ်ခိုတာယာအေးချမ်းလာပါတယ်။ဦးအောင်ငတ်လေးတွေရဲ့အော်တန်ကလေးတာတာယာယာနဲ့နှစ်သိရဲ့မင်္ဂလာကိုဖန်တီးပေးနေတယ်လို့ပါပဲ။ဒီနေ့မနက်စောစောမှာပဲကြော်ဖြိုးဝေတယောက်အိယာကနေထမျက်နှာအသစ်ပြီးအဖေနဲ့အမေအတွက်အထူးအစီအစဉ်လေးတစ်ခုကိုပြင်ဆင်နေပါလေ။အဲ့ဒါကတော့တခြားမဟုတ်ပါဘူး။ညီမတို့ရဲ့ရိုးရာဓလေ့အတိုင်းနှစ်သက်မှာမိဘတွေကိုခေါင်းရှုံရေချိုးပေးဖို့ပဲဖြစ်ပါလေ။ကြော်ဖြိုးဝေကရွာစည်းတဲ့ကနေကြိုးဝဲထားတဲ့တရောကင်ပွန်းဒီကိုရေစိမ်ပြီးတေချာအမြုပ်ထွက်အောင်ဖြော်နေပါလေ။ပြီးတော့ရေနွေးနွေးလေးကိုလည်းအသင့်ပြင်ထားလိုက်ပါလေ။နေမင်းကြီးထွက်လာတဲ့အချိန်မှာတော့ကုတ်ပီပေါ်မှာထိုင်နေတဲ့အဖေဦးမြတ်ကျော်နဲ့အမေတော်အေးသားနေကိုခြံထဲကရေတွင်းပြင်ခုံလေးနားကိုခေါ်သွားပါလေ။အဖေနဲ့အမေကတော့သားလေးကသူတို့ကိုကိုယ်တိုင်ရေချိုးခန်းလျှော်ပေးမယ်ဆိုတော့ဝမ်းသာလွန်လို့မျက်နှာတွေမှာအပြုံးပန်းတွေဝေစာနေကြတာပေါ့
ကျော်ဖြိုးဝေကအဖေနဲ့အမေကိုခုံပုလေးတွေပေါ်မှာထိုင်ခိုင်းပြီးတယောကင်းပွန်ရည်နီနဲ့ခေါင်းကိုဖြည့်ထည့်ချင်းလျှော်ပေးပါလေအမေရဲ့ဖြူလွတ်လွတ်စပင်တွေကိုပွတ်တလျှော်ဖွတ်ပေးရင်အမေရဲ့ခန္ဓာကိုယ်လေးဘလောက်တောင်ပင်လီသွားပြီလဲဆိုတာကိုသူတတိထားပြီးလိုက်ပါတယ်ငငယ်ကသူ့ကိုအရေးတကြီးကြီးနဲ့စောင့်ရှောက်ခဲ့တဲ့အမေကအခုတော့အိုမဲရင့်ရော်နေရှာပါပြီသူ့အတူပဲအဖေရဲ့ပခုံးပြင်တွေကိုရေလောင်းချိုးပေးတဲ့အခါမှာလဲအရင်ကလိုတောင်တင်းမာကြိုးမှုမရှိတော့ဘဲအယိုးတီတောင်ငေါ်ထွက်နေတာကိုရင်နှင့်ဖွယ်မြင်တွေ့လိုက်ရပါတယ်ဒီလိုမြင်ရလေလေကြော်ဖိုးဝေရဲ့ရင်တွေမှာမိဘတွေအပေါ်တာဝန်ကျေကျင်တဲ့စိတ်တွေပုံမပြင်းပြလာလေလေပါပဲခေါင်းလျှော်ပေးရင်နဲ့အဖေနဲ့အမေကျမ်းမာပါစေအသက်ရာကျော်ရှည်ပါစေလို့လေစိတ်ထဲကနေအထက်ထက်ဆူတောင်းနေမိပါရဲ့ရေချိုးကောင်းလျှော့ပေးပြီးတဲ့အခါမှာတော့ကျော်ဖရိုးဝေကအဖေနဲ့အမေကိုတပက်လေးတွေနဲ့ရေသေးချတုပ်ပြီးကွပစ်ပေါ်မှာပြန်ထိုင်ခိုင်းပါရဲ့အဲ့ဒီနော်လက်သေးညက်လေးတစ်ခုကိုယူပြီးအဖေနဲ့အမေရဲ့ခြေသေးလက်သေးတွေကိုတေးသေးချာချာထိုင်ညက်လေးပါတော့တယ်အဖေရဲ့ကြမ်းတမ်းနေတဲ့လက်ဖွားကြီးတွေအမေရဲ့အကွဲနေတဲ့ဖနှောင်းတွေကိုကင်တွေ့ရတဲ့အချိန်မှာကျော်ဖြိုးဝေရဲ့မျက်ဝန်းမှာမျက်ရည်စာတွေပြန်လည်ဝဲတက်လာပြန်ပါတယ်ဒီလက်တွေဒီခြေထောက်တွေနဲ့ပဲသူ့ကိုလူလားမြောက်အောင်ပင်ပန်းပန်းရှာဖွေကျွေးမွေးခဲ့ကြတာမဟုတ်လားမိဘတွေရဲ့ကျေးဇူးတရားကတောင်ထက်မကကြီးမားတယ်ဆိုတာဒီအချိန်မှာသူအသေးအချာကိုနားလည်ခံစားလိုက်ရပါတယ်ခြေသေးလက်သေးညက်ပေးပြီးတဲ့နောက်မှာတော့ကျော်ဖြိုးဝေကမြို့ကနေသူကိုယ်တိုင်ရေးချေဝဲယူလာတဲ့အဖေအထက်ပိုးပူဆိုအစ်စ်လေးနဲ့အမေအထက်ဇာအင်ကြီးထပိအစ်စ်လေးတွေကိုဝစ်စင်ပေးလိုက်ပါတယ်အဝိအစားတစ်လေးတွေနဲ့အဖေနဲ့အမေဟာတကယ်ကိုကြက်စီရရှိပြီးကြည်နူးစရာကောင်းလာပါတယ်ပြီးတော့ကျော်ဖြိုးဝေကအဖေနဲ့အမေရဲ့ရှေ့မှာဒူးထောက်ထိုင်းချလိုက်ပြီးရေမွေးနံသားရည်လေးတွေပတ်ဖန်းကရိုးရိုးသေးသေးနဲ့ကတော့ပါတော့တယ်အဖေနဲ့အမေသားအရင်ကတကိုကောင်းဆန်ပြီးအဖေတို့အမေတို့ကိုပြစ်ထားမိတဲ့အဖြစ်တွေရှိရင်သားကိုခွင့်လွတ်သေးပါဒီနှစ်တစ်ကဆော့ပြီးသားလိမ်မာပါတော့မေအဖေနဲ့အမေအသက်ရှည်ရှည်နေပြီးသားလှုပ်ကြွေးတာကိုခံယူပါနော်လို့ပြောရင်သုံးချိန်တိုင်တိုင်ဦးချကတော့လိုက်ပါတယ်ဒီမြင်ကွင်းလေးကတော့ရွာလေးတဲ့နှစ်တကူမိနစ်ခွန်းမှာအလှဆုံးနဲ့အမော်မြတ်ဆုံးမြင်ကွင်းလေးတစ်ခုပါပဲဦးမြတ်ကျော်နဲ့ဒေါ်အေးတန်းတွေလည်းကတော့နေတဲ့သားဖြစ်သူရဲ့ကြောပင်လေးကိုပွတ်တက်ပေးရင်ပီတိမျက်ရည်တွေစီးကြော်လာကြပါတယ်အေးပါသားရဲ့သားလေးလည်းအန်တီရဲ့ကင်းဘေးရှင်းပြီးစီးပွားတွေဒီထက်မကတိုးတက်ပါစေအမေတို့ကတော့သားလေးအခုလိုတီးတက်လီမာနေတာကိုမြင်ရတာတင်ဘာနဲ့မှမလဲနိုင်အောင်ဝမ်းသာနေပါပြီလို့စုမွန်ကောင်းတွေအထက်ထက်တောင်းပေးကြပါတယ်ကျော်ဖြိုးဝေတယောက်မိဘနှစ်ပါးရဲ့နွဲထွေးတဲ့မြတ်တာရိတ်အောင်မှာအတိုင်းမတိကြည်နူးချမ်းမြေ့မှုကိုခံစားနေရပါတော့တယ်သူ့ဘဝမှာဒီနှစ်သင်ချန်ကတော့အတိပ္ပယ်ရှိဆုံးနဲ့ကုသိုလ်အများဆုံးရလိုက်တဲ့သင်ချန်တစ်ခုအဖြစ်ထာဝရအမှတ်တမ်းချန်ရစ်နေတော့မှာအသေးအချာပါပဲမြန်မာနှစ်စံတညနေရဲ့ညနေခင်းနေဝင်ကြီးတော်အချင်းလေးဟာရွာလေးရဲ့တဘာဝအလှတရားတွေနဲ့အတူအလွန်ကိုငြိမ်းချမ်းလာပါတယ်။အင်းရှိကတရက်ပင်ကြီးအောက်ကကုပစ်လေးပေါ်မှာတော့ကြော်ဖြိုးဝေတို့မိသားစု၃ယောက်သားဝိုင်းဖွဲ့ထိုင်ရင်အမေတို့အေးတက်ကိုယ်တိုင်လှုပ်ထားတဲ့မုံလုံးရေပေါ်လေးတွေကိုအရသာရှိရှိစားသုံးနေကြပါတယ်။ငငယ်ကလိုပဲတားခစ်သူပါဇက်သေးကိုမုံလုံးတွေခွန့်ချွေးညူတဲ့အမေရဲ့မျက်နှာပေါ်ကအပြုံးတွေကနေဝင်စည်းစာထတောင်ပိုပြီးတောက်ပနေပါသေးတယ်။အဖေဦးမြတ်ကျော်ကလည်းတားဝယ်ပေးထားတဲ့ပစိုးအသက်လေးကိုဝတ်လို့ရေနွေးချမ်းလေးတောက်ရင်ကျေးနပ်ပီတီဖြစ်နေတာကိုတွေ့ရပါတယ်။ဒီလိုနှွေးထွေးတဲ့မိသားစုမြင်ကွင်းလေးဟာကျော်ဖြိုးဝေရဲ့ရင်းပတ်သေးကိုအေးချမ်းမှုတွေအပြည့်အဝပေးစွမ်းနိုင်ခဲ့ပါတယ်။ကျော်ဖြိုးဝေကသူ့ရဲ့ဖုန်းလေးကိုထုတ်ပြီးလူမှုကွန်ရက်စာမျက်နှာကိုဖွင့်ကြည့်လိုက်တဲ့အခါငွေဆောင်ကမ်းခြေကိုရောက်နေတဲ့သူ့တငယ်ချင်းတွေရဲ့ပုံတွေကိုတွေ့လိုက်ရပါတယ်။နေဘူးထဲမှာရေတွေဆော့အရက်တွေတောက်ပြီးပင်ပန်းနွမ်းတဲ့နေပုံရတဲ့တငယ်ချင်းတွေရဲ့မျက်နှာတွေကိုကြည့်ရင်သူတက်ပြင်းတစ်ချက်ခက်ဖွားဖွားချလိုက်မိပါတယ်။အကယ်၍သာတငယ်ချင်းဖြစ်သူအောင်အောင်ရဲ့စကားတွေကိုတတိမပြုမိပဲသူပါအဲ့ဒီခရီးစဉ်ကိုလိုက်သွားခဲ့မယ်ဆိုရင်အခုချိန်မှာသူလဲပင်ပန်းမှုတွေနဲ့အတူရင်ထဲမှာဟာတာတာဖြစ်နေမှအသေးချပါပဲ။အဲ့ဒီအစားအခုလိုအိမ်ပြန်လာပြီးအဖေနဲ့အမေကိုပြုစုယူရခွင့်ရလိုက်တာဟာသူ့ဘဝအတွက်တော့ဘာနဲ့မှအစားထိုးလို့မရနိုင်တဲ့အဖိုးတန်ဆုံးအချင်းလေးတွေပဲဖြစ်ပါတယ်။လူတွေကတကျင်ရောက်ပြီဆိုရင်အပြင်မှာရေကစားတာတွေတငယ်ချင်းတွေနဲ့ခရီးထွက်တာတွေကိုပဲအပျော်ဆုံးလို့ထင်မှတ်တကြပါတယ်။နင်ဟောင်းကအညစ်အကြေးတွေကိုတကျင်ရည်နဲ့ဆေးကြောမယ်လို့ဆိုကြပေမဲ့တကယ်တမ်းမှာတော့ကိုယ့်ကိုအသက်ပေးချစ်တဲ့မိဘနှစ်ပါးရဲ့ကျေးဇူးကိုမေ့လျော့နေခြင်းဟာအကြီးမားဆုံးတော့အညစ်အကြေးတစ်ခုပါပဲ
ကြော်ဖြိုးဝေတယောက်ဒီနေ့မနက်ကအဖေနဲ့အမေကိုကိုယ်တိုင်ရေချိုးကောင်းလျှော်ပေးပြီးခြေသေးလက်သေးညက်ပေးခဲ့ရတဲ့အချိန်လေးတွေကသူ့ဘဝမှာအစင်မှန်ဆုံးနဲ့အချမ်းသာဆုံးကုသိုလ်တရားတွေကိုရရှိလိုက်တယ်လို့ခံစားခဲ့ရပါတယ်။မိဘနှစ်ပါးတဲ့ပီတိမြေရည်တွေလှိုက်လိုက်လဲလဲပေးလိုက်တဲ့စုမွန်ကောင်းတွေကလောကမှာဘယ်အရာနဲ့မှမလဲနိုင်တဲ့အကောင်းဆုံးသောနှစ်သက်ကူလက်ဆောင်တွေပဲဖြစ်ပါတယ်။မိဘဆိုတာကိုဘဝရဲ့ပထမဆုံးသောဖရားတွေပါအပြင်မှာဘလောက်ပဲအောင်မြင်နေပါစေတငယ်ချင်းတွေနဲ့ဘလောက်ပဲပျော်ရွှင်နေပါစေကိုယ့်ကိုမျှော်လင့်တကြီးစောင့်စားနေမဲ့အင်ကအခေနဲ့အမေကိုတော့ဘယ်တော့မှလစ်လူမရှုသင့်ပါဘူးသူတို့ရဲ့အသက်အရွယ်ကတဖြည်းဖြည်းအိုမင်းရင်ရောလာတာနဲ့အမျှကိုနဲ့အတူနေခွင့်ရမယ့်အချိန်တွေကလည်းတဖြည်းဖြည်းနှဲပေါက်လာပြီဖြစ်ပါတယ်ဒါကြောင့်အချိန်ရှိခိုင်လီမှာမိဘကိုအနီးကပ်ပြုစုလုပ်ကြွေးတာဟာသားသမီးတိုင်းမဖြစ်မနေလှုပ်ဆောင်တဲ့တာဝန်တစ်ခုပါကျော်ဖိုးဝေရဲ့ဒီနှစ်တကြင်ကတော့အရင်နှစ်တွေနဲ့မတူပဲမိဘမြစ်တာသားသမီးဝတ္တရားတွေနဲ့ပြည့်နှက်နေတဲ့အတိတ်ပဲအရှိဆုံးတကြင်တစ်ခုဖြစ်သူ့နှလုံးသားထဲမှာထာဝရကမင်းတင်ကြံ့ရဲရတော်မှာပဲဖြစ်ပါတယ်ဒီဇလန်လီကိုကြည့်ရှုနေကြတဲ့ပရိသတ်ကြီးထဲမှာတော့အလွတ်တွေငားလွန်းလို့ဒါမှမဟုတ်အပျော်ပါးတွေနောက်ကိုလိုက်လွန်းလို့အင်ကမိဘတွေကိုမေ့လော့နေတဲ့သူတွေရှိနေပါသလားအခုပဲဖုံးလေးဆက်ပြီးအဖေနဲ့အမေကိုတတိယကြောင်းလှမ်းပြောလိုက်ပါနော်အချိန်ရမယ်ဆိုရင်လည်းအင်ကိုခဏလောက်ဖြစ်ဖြစ်အရောက်သွားပြီးမိဘတွေကိုကတော့လိုက်ပါဖះမှာရွှေသင်ကင်းကတ်ထားတဲ့ကို့အိမ်ကမိဘနှစ်ပါးကိုပြုစုစောင့်ရှောက်ခြင်းသာနာဘေးအရာနဲ့မှမလဲနိုင်တဲ့အကောင်းဆုံးသောနှစ်သက်ကူလက်ဆောင်ပဲဖြစ်ပါတယ်။တင်းရဲ့ဒီနေ့တခြင်းကိုတော့ဘလို့ဖြတ်ထမ်းပါလဲ။